အောင်မင်းတို့ရှောက်စေတဲ့နေပြည်တော်ကတည်းများနောက်ထပ်ပါများရှောက်တဲ့စရာရှိသေးတော့မဲ့မိုက်ကဒီအပေါ်တင်ရမှာလေအဲ့မှာတန်ရမှာလေမိုက်ကတက်လို့ရအောင် ငါပေါ်ညောဟမ်ငါဖိနေကိုကြီးဖေကိုကြီးဖေအောင်မင်းတို့သူ့ကိုဒီနေရာမှာခဏထားခဲ့အခုချက်ချင်းဒီနေရာကနေထွက်သွားတာဒီကိစ္စတော့ဘာမှမဟုတ်ပါနဲ့ကိုကြီးကိုကြီးကျေးဇူးတော်ညီငယ်ပေါ်မှာရားလာပါလေအခုလိုမိုးကောင်းမြို့ဝန်ဆိုတဲ့ယာရုမှလည်းကိုကြီးကိုယ်တိုင်ရွှေတန်းရှင်ကိုရှောက်တင်ပေးထားလို့ကျွန်တော်မျိုးရရှိထားတာပါကိုကြီးဒီလိုအဖြစ်မျိုးနဲ့ကြုံလို့ကျွန်တော်မျိုးကိုကြီးရမှာပေါ့ဒီစကားချာကိုကြီးပဲအားရှိပါတယ်ကိုကြီးပဲဘာလို့လဲဘာတော့နေမိုးကောင်းကိုလိုက်တယ်ဆိုတော့ကိုကြီးပဲတကယ်မသိရပါဘူးဒီကိစ္စအခုချက်ချင်းသိစေရပါမယ်ကိုကြီးပဲကိုကြီးပဲကိုကြီးဘောစိတ်ချပါကိုကြီးဟဲ့မင်းတို့တွေနေပြီးတော့မှပြစ်မှုပြစ်တဲ့တက်ဆိုင်တဲ့စာချုပ်ပါများငါစီအပြည့်ဆက်ဆက်ကျွန်တော်မျိုးရောက်ရှိပါပြီဘုရားမျိုးစာချုပ်တော်များပါရှိပါဖတ်ရှုတော်မူပါဒီတော့ရောက်ရှိလာတဲ့အချင်းသားများရဲ့ပြစ်မှုပြစ်တဲ့တက်ဆိုင်တဲ့စာချုပ်ပါကိုအခုချက်ချင်းပတ်ဆက်ရဲ့ဘာလို့မဖေငယ်ဘူးရှိတော့ရာဇဝတ်သားအားထီငယ်လူဒီပြစ်မှုဖြင့်မိုးကောင်းချင်းထောင်တွင်ချထားရကောင်းဆောင်မဖေငယ်အချင်းထောင်မှထုတ်၍ကွက်လက်ပြရမည်လို့အပိတ်တော်တွေကရှစ်စတိမတ်ပြင်းလို့လာပါလားရှိနေရှိတော့မချစ်ကိုကြီးမျိုးဒီမျိုးကိုယ်ကောင်းရှိပြီလုံရလိုက်တာဒီပေါ်နေလုံချင်ပြီလုံချောကိုကြီးဒီမှာအခုဒီရှိဒီမျိုးတကူလုံးတောင်းဆိုပြရစီဒီလိုဒီငယ်ကရှိနေမှာပဲကိုကြီးပြီးတော့အချင်းဆွေးထားပြီးကိုကြီးပြီးတော့ဒီကိစ္စကိုကျွန်တော်အကောင်းဆုံးဆောင်ရွက်ပေးမယ်ကိုကြီးဒီပြီးတော့မှချစ်တယ်ကိုကြီးပြီးတော့မှဒီ
ရှင်တွေရဲ့